ပေချစ်သူတို့ကိုဆ iam မနုနုရီအင်းဝါရဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ရှင်။ဒီဝတ္ထုတိုလေးကဆ iam မရဲ့ထမိန်လေးတစ်ထည်နဲ့အခြားဝတ္ထုတိုများစုစည်းမှုစာအုပ်ထဲကဖြစ်ပါတယ်ရှင်။ဝတ္ထုတိုလေးရဲ့နာမည်ကတော့ဇမူတဝမ်းမှာလှူဒန်းမဲ့သူတွေအိပ်ပြက်မျက်လုံးအစုံကကျိန်းဆန်နေသည်မျက်တောင်တွေအဖြက်ဖြက်ခတ်ပြီးအိတ်ချင်စိတ်ကိုကြိုးစားဖြေဖြောက်ရသည်အလူမန်းတက်တောင်တွေဆိုင်ပစ္စည်းတွေနေရာချနေသည်ကိုကြည့်ပြီးစိတ်မရှိအောင်ဖြစ်နေမိသည်မပြီးတော့ဘူးလားမသိစောင်းညမှုခဏဆိုမှောင်တော့မီဆိုင်နေရာချပြီးလေဆိုင်နောက်ကကို့နေရာတောင်လေးထဲမှာခဏလေးဖြစ်ဖြစ်စမ်းအေးနားလိုက်ခြင်းသည်ဒီအလူကိုအချိန်မီအောင်တရက်ကျန်းမောင်းလာသောကားထဲတွင်ဖျားတာ၍လိုက်ခဲ့ရသည်ညကအိပ်ပြက်ခဲသည်ကိုကားထဲမှာတစ်စက်လေးမှမမေ့လိုက်ရရေချိုးလိုက်ရင်တော့လန်းဆန်းသွားနိုင်ပေမယ့်စောင်းညနေမှာရေချိုးလိုက်လို့အေးမိပြီးအတန်ဝင်သွားမှဖြစ်ဒုက္ခမန်းတက်ကြီးဘေးမှာထမင်းရုံထဲမှာရှင်လောင်းလှည့်ရမှပြန်လာသည့်လူတွေရွာထဲမှလူတွေတယုံယုံစူညံစွာထမင်းစားနေကြသည်ကိုကြည့်ရင်ထမင်းစားလာသည်ဝတ်သားနှင့်ဘူးသည်တပြန်ဟင်တရက်ချင်းတုံးနေုပ်သီးကြော်စသည်အလှညကျွေးဟင်းကိုစမ်းအေးကြိုက်သလိုကြိုက်တတ်သောအဖိုးကိုအောက်မေးမိပြန်သည်အဖိုးနေမှကောင်းရဲ့လားအိမ်ဘေးကမလှကွန့်သားတွေနဲ့များရောနှောကစားလို့နေလိမ့်မလားအိမ်ကထွက်လာသည့်စမ်းအေးအိမ်ကထွက်လာသည်မှာတပတ်ကျော်နေပြီဆိုင်ပွဲဆက်တွေကတနေရာနှင့်တနေရာဝေးလာသဖြင့်စမ်းအေးအိမ်မပြန်နိုင်ဒီပွဲပြီးလင်တော့ပွဲကူးမရှိတော့ဒီနေ့ညဧခန်းတီမနေ့ဧခန်းနေဗိသိက်သွန်းတာကြည်ပြီးလင်တော့အိမ်ပြန်ရတော့မည်အမဆန်းအေးလာတော့ထိုင်လို့ရပြီဆိုင်ထဲမှာမောင်းထူးသည့်မောင်ပြုံးလေးကစာနာစွာလှမ်းခေါ်လိုက်လို့သာတော်တော်သည်မီးဆက်နှိုးတန်းတဒုံဒုံနှင့်လင်းပွင့်လာသောမီးရောင်တွေအောက်သို့တဟေးဟေးအော်ရင်ပြေးဝင်လာကြသောကာလသားတွေကမန်းတက်လေကောင်းတွင်တယောက်တည်းအငူသားထိုင်နေသောဆိုင်းအဆိုတော်မကိုဝိုင်းကြည့်နေကြပြီဆိုင်းနောက်ကိုကြပြကြရဝင်ခဲ့ပြီးအိတ်ကိုပုတ်ကနေပစ်ချကမန်းတက်နရံကိုအားရပါရမိချလိုက်သည်တင်ဖြူအောက်ကဖုချင်နေသည်မြေကြီးပေါ်ကိုထိုင်မိသည့်တိုင်နေရမရွှေ့ခြင်းတော့ခဏမေးလိုက်ရမှနေသာထိုင်သာရှိသွားမှာဆိုင်ပွဲလာပရိသတ်၏အတန်ပတ်စာကပ်နေသောအတန်ရွာစား၏စီမံခန့်ခွဲနေသောအတန်တို့ကိုအိတ်ချင်မူးရီနှင့်မကြတစ်ချက်ကြားတစ်ချက်ချင်နေရကချွဲနှဲ့သောနှဲဆန်းတန်ကိုကြားလေနော်ရုတ်တရက်အိတ်ချင်ပြေကမဟုတ်မှန်းသိလျက်နှင့်အဖေလားလို့နှလုံးတွင်ဖွင့်ကြည့်မိပြန်သည်လွန်ခဲ့သည့်8နှစ်ကဆိုင်းကားမှောက်သည့်ထဲမှာဖေးပါသွားခဲ့ပြီစံအေးတို့မိဖို့ကိုထာဝရခွဲသွားခဲ့ပြီဆိုတာကိုတတိယလိုက်မိပြန်တော့လေဝမ်းနဲ့ပလက်ဖြစ်ကဘယ်မှာရောက်နေမှန်းမသိသည့်အမေကိုတန်းတာကျင်လာသည်ကြားလူဆဲဆဲမျက်ရည်ကိုတထီထီနီစူညံသောပတ်မတန်ကြောင့်တတိတရထိန်လိုက်နိုင်သည်ဆိုင်းစာတော်မီစံအေးပြင်တော့လေညီကထမင်းနောက်မှစားမှာမဟုတ်လားရွာစားကိုခေါင်းငိပ်ပြပြီးအိတ်ကိုဖင်းသည်စားလောင်ခြင်းကိုခဏတော့ဝေထားရအောင်မီအတန်တစ်ခုခုဖြစ်မှကြောက်ပြီးကိုယ်လက်အစိုးတွေမပြီးမချင်းစမ်းအေးဘယ်တော့မှမင်းမစားစူညံသောဆိုင်းတန်ကိုတာယာဝေစီစွာလွှမ်းအောင်ဆိုနိုင်မှုအတွက်အတန်ကိုတယူတရမွေးနိုင်ပါမှုကြားနေကြဆိုင်းအဖွင့်တီလုံးတာယာစွာတီးတန်ကိုကြားလင်းတော့ရင်ထဲတွင်ပျော်ရွှင်လာပြန်သည်တေးတီချင်းသောစမ်းအေးနှခမ်းလေးတွေတရွရွဖြစ်လာပြန်သည်မှန်ဝိုင်းလေးထဲမှာမျက်နှာပေါ်သို့မိတ်ကက်ရဲရဲကိုတွက်လက်စွာလိန်ချဲမိသည်မျက်ခုံးမွေးသေးသေးတင်မိသည်ဟဲ့စမ်းအေးရဲ့ဒီခေတ်ကြီးမှာညီကလိုင်းနာမသုံးနိုင်သေးဘူးလားမျက်ရည်ပေါ်သူမျက်ခုံးမွေးဆွဲတဲ့အနက်နဲ့အထက်ထက်ဆွဲနေရကရွာစားအတန်ကြောင့်တုံငနေဖြစ်သွားသည်ဆိုင်းနာမည်ရခြင်းရင်ဆိုင်းတီးကောင်းယုံနဲ့မပြီးဘူးဟဲ့ဆိုင်းအဆိုတော်ကလည်းလှမအတန်ကောင်းမှသူများတန်းတူပြင်းစမ်းစင်စမ်းပါအေးကိုထမင်းကျွေးနေတဲ့အလုပ်အတွက်ပဲနှမျောမနေစမ်းပါနဲ့ကြားလာစမ်းအေး
ရွာစားပြောတာတွေကိုစမ်းအေးနားလဲပါသည်ညခုံးမေးဆွဲတံထဲလိုင်းနာဆွဲတာကဦးလာမယ်အဲ့ဒီလိုင်းနာဆိုတဲ့မျက်ရည်လေးပေါ်မှာမဲနဲ့ကော့ပြတ်နေတဲ့မျက်တောင်တူလေးကိုတက်ရင်ပိုလို့တောင်လှသွားမယ်စမ်းအေးတိသားပေါ်ထိတ်တန်းဆိုင်ကြီးတွေမှာညမီးရောင်နဲ့အတူလှပတောက်ပြောင်နေတဲ့အဆိုတော်မလေးတွေကိုစမ်းအေးလဲအားကြတာပေါ့ဒါပေမဲ့ညကြီးတွေအများကြီးရတဲ့ကိုကြိုက်သလိုသုံးနိုင်ဖြုံနိုင်နေစုတော်ငွေခေါင်းပေါင်းစတွေဘလူပြန်နေတယ်သူတို့တွေနဲ့တပွဲကို30ပဲရတဲ့ကြောထောက်နောက်ခံမရှိတဲ့မြေဖို့နှစ်ယောက်ရဲ့ဘဝကိုတာဝန်ယူဖြည့်ရှင်နေရတယ်စမ်းအေးနဲ့ကမတူနိုင်ဘူးလေ။အော်စမ်းအေးညီညကြရင်အလူအိမ်မော်သွားအိတ်ငါပြောထားတယ်စိုင်းနဲ့မအိတ်နဲ့နော်ဝိုင်းနေသူမြင်မြင်ပြူရင်ရွာစားလှမ်းပြောသည်ကိုအင်တင်တင်ကောင်းငိမ့်မိသည်ယောက်ျားတွေကြားထဲမှာတယောက်ထဲသောမိန်းကလေးတွေကအမြဲတမ်းပြဿနာရွာစားကိုကြောက်လို့သာအလူအိမ်ပေါ်မှာစံအိမ်မအိတ်ချင်းဧည့်သည်အပြည့်ရှိနေသောအလူအိမ်မော်တွင်မတက်သားလူပေးထားသောနေရာချင်းချင်းလေး၌ကိုမသိသောလူတွေကြားမှာစံအိမ်အိမ်မပြောတတ်ဟိုအလူတစ်ခုတုံးကမြအိမ်မကြီးပေါ်မှာနေရာပြည့်ကျက်နေပြီစံအိမ်အတွေ့နေရာမရဖြစ်ကဟင်းနှံတွေမှုန်နေသောမိဖို့ခန်းတနေရာမှာစံအေးကိုသိသည်အနက်မသေးသေးသောငရုတ်သီးကြော်အိုးကြီးပေးမှာကြိတ်မိတ်ပြီးဖြစ်အောင်အိတ်ခဲရသည်ခုကစံအေးဘယ်နေရာမှာများအိမ်ရမှာပါလေအိတ်ပြက်နေသည်ဒီလိုညမျိုးတွင်မြို့စွန်တနေရာကတက်ကဲအိမ်လေးတဲကအခန်းလေးထဲမှာစိတ်ချလုံးကျုံစွာအိတ်ပြစ်လိုက်စမ်းခြင်းသည်အဖိုးတဖွာဖွာပြောခဲ့သလိုအဖိုးနဲ့တူခဲ့ရင်ဆက်ချုပ်သမားအဖိုးရဲ့မြီးပီသားခဲ့ရင်ဒီလိုဖြစ်တွေကိုရင်ဆိုင်စရာမလိုဘူးပေါ့ဒါပေမဲ့နှဲစရာအဖေဝါသနာမျိုးစိတွေ့ခဲ့တဲ့စံအေးဖြစ်ခဲ့လေတော့လေဒီလိုပဲပေါ့တက်ပြေးုံရှိုက်လိုက်ရင်နှကန်းနီကိုတစ်ခါထပ်ဆိုးလိုက်ပြန်သည်အထက်ထပ်ဆိုးတော့လေနူရှုံးပြောင်လက်မလာသည်နှကန်းကိုမကြေမနက်ကြည့်ပြီးသုံးချက်ခွဲတဲ့နှကန်းနီဘူးကိုစောင့်ချလိုက်စင်ပါပြီဆိုင်နောက်ထကိုညိုကြီးအတန်ကစူးစူးရှာရှာပေါ်လာသည်လေးပါတီမမြရင်ရဲ့ဥတဝင်ကြောင်ကိုစိုးပြပေးပါအဆိုတော်မလေးမဆန်းအေးတွေစုတော်ငွေ30တဲ့ရွှေအိုးစီလွဲတလေးလေးလွဲတလေးလေးလေးစိန်အိုးစီလွဲတလေးလေးလွဲတလေးလေးလေးအိမ်နာမရောက်ခင်ကပဲကလေးတွေဤစူညံသောလက်ခုပ်တန်းနှင့်တချင်းဆူတန်းတွေကိုကြားလိုက်ရသည်အိမ်ထဲကိုကမန်းကတန်းပြေးဝင်သွားတော့အဖိုးရဲ့ကလေးပုံလေးကိုအားရပါရတီးနေလိုက်သည်မှာချွေးတွေရွှဲလို့အဖိုးစမ်းကြီးပြန်လာပြီလေပေးဆက်မှာဘုံကြီးကိုလက်ထဲမှာဘုံကိုဆွဲယူကအဖိုးလက်မောင်းကိုစုပ်ကိုင်းလှုပ်ခလိုက်မှာအဖိုးကဝမ်းသာအားရအော်သည်စမ်းကြီးမပြန်လာပြီသမီးလာပြီအဖိုးကငါမျိုးကိုစောင်းရင်းနဲ့ဒီကောင်တွေကိုဘုံတီးတင်ပေးနေတာကွာခုလိုဆိုပြန်တော့လေအဖိုးကစမ်းအေးငငယ်တုန်းကအဖိုးပြန်ဖြစ်သွားပြီပဂရိတီငိမ့်လေခုနာကလိုအသက်80ကျော်အဖိုးအိုဤတငယ်ပြန်သည့်အမူအရာညနေသားတွေမရှိတော့အမစမ်းအေးမဟုတ်ပါလားဝိုင်းလာကြသောမလှကွန့်သားတွေကိုစမ်းအေးမျက်စောင်းထိုးလိုက်သည်တွားကြဘာမုံမှမပါဘူးအဖိုးနေကောင်းအောင်လို့မစကြပါနဲ့လို့ငါမှားထားတာကိုအမှတ်မရှိဘူးနေမျိုးတိုင်မယ်အိမ်ထဲသို့ဖိုးကိုတွဲခေါ်လာရကတတွတ်တွတ်ညီတွန်နေမိသည်စမ်းအေးရေဒီတစ်ခေါက်ညီးကြလှကြည်လားကလေးကျွဲလောင်းနေမလှကုန်းကဒီဘက်ကူလာသည်လက်ထဲတွင်နှစ်စင်ကြိုက်ညက်ထက်ထက်ကိုဆွဲလျက်အဖိုးအတွေ့ထမင်းနေဟင်စမ်းအေးကဂျိုင်းကိုလမ်းယူလိုက်သည်ကြာဆိုအမရေပွဲကူးတွေကဝေးတယ်စမ်းအေးလည်းပြန်ကျင်တာပေါ့စမ်းအေးမရှိတော့အဖိုးကဘယ်နဲ့လဲမလှကုန်းစမ်းအေးကအဖိုးမကြအောင်တူတူမေးရသည်အမလှကွန်းကမစိုးပါဘူးဟုပြောရင်အနားမှဝင်ထိုင်သည်အမလှကွန်းတို့ရှိလို့သာနှုတ်မို့ဆိုစမ်းအေးသွားနေတော့ကျမ်းမာတော့လေစိတ်မငြိမ်မသက်ဖြစ်ကတငယ်ပြန်စားပြုတ်နေသောအဖိုးအတွေ့စာရေးတောက်ရီကမလွယ်စပွဲဝိုင်းလေးမှာစမ်းအေးကထမင်းပွဲပြင်းသည်ဟင်းကခရမ်းကျင်သည်ပန်းထွေဖြောနှင့်မြူရွက်သောအသားဟင်းမပါ၍အဖိုးအတွေ့စမ်းအေးစိတ်မကောင်းဒါပေမဲ့မလှကွန်ခပြလည်းစမ်းအေးပေးသည့်ငွေနဲနဲလေးနဲ့ဒီလောက်ချက်ပေးတာပဲကျေးဇူးတင်ရအောင်မည်အဖိုးကြီးလာစမ်းအေးတို့ထမင်းစားကြရအောင်ဒီမှာအဖိုးကြိုက်တဲ့မြူရွက်တုပ်လေးအဖေလည်းကြိုက်တယ်
လှုပ်ခနဲထွက်သွားပြီးမှမှားသွားပြီဆိုတာကိုစမ်းအေးသိလိုက်၏မျက်နှာတစ်မျိုးဖြစ်သွားသောအဖိုးနာသူကြိုးကပ်သွားမိသည်အဖိုးကထမင်းပွဲကိုစူးစူးကြည့်သည်အဖေလဲကြိုက်တယ်တဲ့ဟုတ်ပါငါသားကြီးကမြူရွက်တုပ်လဲကြိုက်ပါစိတ်ကလေးစားလဲကြိုက်ပါနှဲမုတ်တာလဲကြိုက်ပါကို့သမီးလေးကိုတောင်မတနာပဲလေးငယ်ရှားတဲ့မကောင်းတဲ့မိန်းမကိုလဲကြိုက်ပါအိုးမပြောပါနဲ့ပိုးရဲ့အဖိုးပါဆက်ကိုညင်သာစွာပေးလိုက်ရင်စမ်းဤမျက်နှာလွှဲထားမိသည်မျက်ရည်တွေဝေနေသောအဖိုးမျက်လုံးတွေနေခဏနေလင်ချစ်လာတော်မူကလေးငယ်တယောက်လိုမျက်နှာအမူအရာကိုစမ်းဤမကြည့်ရနိုင်ပါမိခင်ရဲ့မြစ်တာဆိုတာဟာဘလောက်များကြီးမားပါသလဲဆိုရင်မြင့်မို့တောင်ထူးနဲ့တောင်ပမာပြုလို့နှိုင်းတူရပါတဲ့ဒါကြောင့်လေမာတာပိတုဟုရဲ့လို့အမိနဲ့အဖတော်မတူပဲမာတာအမိကိုရှေ့မှာထားလို့ဆိုခဲ့ကြတာပေါ့မန်တက်ထဲမှာပြိသက်အားလုံးငြိမ်သက်နေကြသည်ဗိသိက်ဆရာဤဂယုဏတန်လွှမ်းသောမိခင်မြတ်တာပွဲကိုဗိသိက်သွန်းချိန်၌စံအေးကြရမည်ကြားရသူတိုင်းလည်းရှင်ထဲမှာနာကျင်ကြေကွဲစွာခံစားနေမိမည်ကြော့ခန်းအတွေ့တချင်းဆိုပေးဖို့စောင့်ရင်းကမျက်ရည်တို့ကိုထိန်ရမည်။ကဲဒါကြောင့်ကျေးဇူးတရားကြီးမားလာတဲ့မိခင်ကိုလူလေးလုံမာလေးတို့ကအလင်ကြော့ကြရမယ်။ကဲမိခင်မာတာကလည်းစုမြပေးပါဗျာ။စွပြန့်လွမ်းမောပွဲကြော့ကန်တီလုံးနဲ့အတူမောင်ရှင်လင်းပြားနဲ့နားဖောက်သေးလေးများကမိခင်ကိုဝိုင်းကြော့ကြသည်မိခင်မြတ်တာကြောင့်ကိုဘာဆိုဘာမျှမသိလိုက်သောစံအေးကမိခင်မြတ်တာကြောင့်ကိုတီးဖွဲ့သောတခြင်းကိုလိုက်လဲကြေကွဲစွာဆိုရင်းကမြတ်တာမျက်ရည်စာတွေနဲ့တွတ်စုပေးနေသောမိခင်အမျိုးသမီးကြီးကိုကြည်ကငိုကျင်လာသည်ကဲမိခင်ကိုကြော့လို့ပြီးပြန်တော့အဖေကိုကြော့ကြရမယ်ဆက်လို့မကုန်းနိုင်အောင်များပြားလာတဲ့ဖခင်ကျေးဇူးတရားတွေကိုအဖကြော့ကန်အတွေ့ဗိသိက်ဆရာစကားပြောနေစဉ်မှာစံဤခဏရပ်နာရသည်ဝိုင်းနောက်မှာအသားထိုင်ကကြကျင်နေသောမျက်ရည်စာတွေကိုတိုးပတ်နှင့်သိမ်းရသည်အမဘာဖြစ်လို့လဲမနေ့ကရွာစားစုလို့လားမောင်ပြုံးကလန့်စားတော့မနေ့ကရွာစားစုသည်ကိုစိတ်ကရောက်သွားပြန်သည်ဒီပွဲဟာစပြီးအားလုံးအဖြူနဲ့ရခိုင်အပြာယူနီဖောင်းဝတ်ကြမယ်လို့ငါတေချာပြောထားတာနဲ့အေးညီကဘယ်မလဲအင်ကြီးအဖြူမင်းကလေးကတယောက်တည်းထင်းကြီးပတ်စံမရှိဘူးတော့မလုံနဲ့နောက်အပွဲမိယူထားတဲ့အတုံးတွေရောဘယ်ရောက်ကုန်ပြီလဲဘယ်ရောက်ကုန်မလဲတဲ့စရင်မှတ်ထားသောစာအုပ်လေးကိုမြင်အောင်လာသည်အတုံး1000ထဲကဘလို့မှနေမဖြစ်တော့လို့အင်္ဂလိပ်ပြင်နာက900ကျန်သည့်ငွေတွေကအဖိုးအတွေ့တဲချင်ငိမ့်စီပေါ်ရတာနဲ့မိမိအတွေ့ရခိုင်လုံးကြီးဝယ်ရတာနဲ့မိတ်ကပ်ဘူးကုန်လို့ထပ်ဝယ်ရတာနဲ့ညစင်ရသည့်ညကြီးတွေကလည်းသုံးဆွဲလိုက်ရလေတပွဲစာကိုအတုံးချေဖို့ပြန်ဆက်နေရသေးတာပြီးတော့ဆိုင်းကလည်းတစ်လမှ10ပွဲလောက်ပဲရှိတာဒီပွဲပြီးရင်တော့နှစ်ပွဲအတွေ့60ရမည်ဒါပေမဲ့စမ်းအေးလက်ထဲမှာလက်ကျန်မရှိတော့ဒီကပြန်လေမလှကွန့်ကိုလေထမင်းလှကပေးစရာကြံသေးသည်ဣရှန်အဖြူဆိုရင်တကိုက်ကို48ကျက်ချုပ်ခနှစ်ဆိုမလွယ်ဘလို့မှမလွယ်ရှင်ထဲမှာပူလောင်လာသည်ပွဲသိမ်းတော့ရွာစားကထပ်မှားပြန်သည်စမ်းအေးရီနောက်ပွဲအတွက်အင်ကြီးဖြူလေးတော့ကြံအောင်ဖန်အောင်ဟေ့နော်မရှိရင်လေစားချင်တော်ဖြူကြီးကိုဖျက်ချုပ်ခဲ့ပေါ်ဟာစိုင်းနောက်ထကိုညိုကြီးနောက်တီကိုပင်စမ်းအေးမရှိနိုင်ဒီတစ်ခေါက်ပွဲကူးနာရဲ့အဖိုးစီတို့အပြန်လန်းသည်စမ်းအေးအတွေ့အရင်တစ်ခေါက်တွေလိုပြောစရာမကောင်းအင်ကြီးအဖြူနောက်ပွဲအတွက်အင်ကြီးအဖြူဆိုသည့်အတန်းတွေကရင်ထဲမှာစူညံနေ၏ဒီတပွဲမဝင်နိုင်လို့ကတော့ရွာစားအကြီးအကျယ်စိတ်ဆိုးရောမီစိတ်ဆိုးယုံတင်မကစမ်းအေးကိုထုတ်ပစ်ပြီးနောက်တယောက်ရှာလိုက်မှဖြစ်ဒုက္ခတခြားအလုပ်လဲစမ်းအေးမလုပ်တဲ့စမ်းအေးချင်းမဲဆိုချင်ပါသည်အိမ်ရှိမှာအဖိုးကိုမမြင်တော့ရှင်ထဲမှာထိတ်ကနေဖြေရပြန်သည်အဖိုးအိပ်ရတဲ့များလဲနေပြီလားအဖိုးရေအဖိုးမလှကွန့်ရေအဖိုးအဲ့ဒီဘက်မှာလားမလှကွန့်တို့ဘက်တို့တစ်ဆက်တည်းအော်မေးရင်အိမ်ထဲသို့မြ мян ပြေးဝင်လိုက်သည်
အိမ်ပြန်ရောက်တိုင်းကြည်နေကြအိတ်ခမ်းနရမ်းချိတ်ကိုလမ်းကြည့်လိုက်သည်ဖះကြီးချိတ်ကအဖေနှဲလေးကောအိုးဖះစင်အောက်ကအဖေပတလားဆန်တွေရောဘယ်ရောက်ကုန်ပြီလဲနောက်ပြီးအဖိုးကရောအဖိုးငိုတန်ပါနေစံအီတအားခေါ်လိုက်တော့မှအိမ်နောက်ဖေးစီမစံအီမပြန်လာပလားဟေ့အဖိုးလာပြီဟေ့အဖိုးကခတ်တွတ်ရေးဝင်လာသည်ကျမ်းမှရွှင်လန်းနေသောအဖိုးကမျက်စိမျက်နှာပြတ်နေသောစံအီကိုကြည့်ပြီးခြေလန်းတုံသွားသည်အဖိုးအဖေနှဲရောပတ်တလားဆန်တွေရောဒီမှာမရှိတော့ဘူးဘယ်ရောက်ကုန်ပြီလဲအဖိုးကဘာမှမပြောငိုင်လို့သာကြည်နေသည်ပြောမပြောချင်တော့ပါဘူးစံအေးရဲ့အဖိုးရဲ့စံအေးနောက်နားကဝင်လာတော့မလှကိုရင်အတန်ကစိတ်ပြအာရောဖွယ်ဘာတွေဖြစ်ကုန်ပြီလဲတမြန်နေ့လောက်ကထင်မရဲ့ငါလည်းမသိလိုက်ဘူးနေ့ဖေပစ္စည်းတွေဈေးထဲမှာတွားရောင်းပြစ်တဲ့ရောင်းပြစ်လိုက်ပြီးငိုချင်းရဲ့လက်တူစံအေးကမျက်ရည်တွေတပေါက်ပေါက်ကျလာသည်အဖိုးဘာတွေရှောက်လောက်တာလဲအဖိုးရဲ့အဖေကိုအလွမ်းပြေစရာဆိုလို့ဒါလေးတွေပဲရှိတာလို့စိုင်းပြောထားတယ်မဟုတ်လားရောင်းပြီးတော့အဖိုးဘာတွေလုပ်ပြလဲပြောစမ်းပါအောင်ဝမ်းနေလွန်တော့ကြောင့်မအော်စပူဘိုးကိုအော်မိသည်စံအေးမှာတော့ချိုးချံလိုက်ရတာချွေတာလိုက်ရတာကိုထမင်းစားနေရတဲ့အလုပ်တော့တောင်အင်ကြီးလေးတစ်ထည်မချုပ်နိုင်ဘူးအဖိုးကထင်ရတွေလုပ်တယ်စံအေးသိကျင်တယ်သိလားတရှိုက်ငိုနေတော့စံအေးကိုကြည့်ပြီးအဖိုးမျက်နှာကညှိုးကျသွားသည်အဖိုးဘာမှမလုပ်ပါဘူးသမီးရဲ့အဖိုးညစ်ဖေကျွဲကုသိုလ်လုပ်ချင်လို့အဖိုးမှပတ်စံမရှိလို့သမီးကလည်းဘို့ကိုပတ်စံမပေးလို့တော်ပါတော့အဖိုးရဲ့စံအေးရှိုက်တန်ကဝေ၍ပြင်းထန်လာသည်အဖိုးလက်တွေကိုကျင်နာစွာစုပ်ကိုင်းထားရင်စံအေးကိုခွင့်လွတ်ပါဘူးရဲ့စံအေးအင်ကြီးအဖြူမချုပ်လို့ရွာစားကဆူလိုက်လို့ပါစံအေးတိတ်ဆိတ်ညစ်နေလို့ပါစံအေးကိုခွင့်လွတ်ပါနော်အခုလိုစက်သေးမင်္ဂလာပေါင်းနဲ့ပြည့်စုံလှတဲ့အလှတော်မင်္ဂလာကြီးမှာရွာစားရဲ့စိုင်းလက်တန်ကလေးနားထောင်လို့ကိုမငြီးနိုင်ပါဘူးကိုညိုကြီးရဲ့ဟုတ်ပါကူနဲ့ကြီးရဲ့ဟောဒါတွေမကသေးပဲအချိုးပေါ်တကားလောင်းတလို့ထက်ဆင့်လို့တင်ဆက်မှာကတော့အစိုးတော်မလေးမဆန်းအေးရဲ့စီတော်ကြီးဆိုတဲ့တချင်းလေးပါတဲ့ဗျာကြားကြရအောင်မဆန်းအေးရဲ့မိုက်ကိုကန်လေဝိုင်းနှောက်မှစံအေးရလိုက်သည်ရွာစားကစံအေးကိုကျေနပ်စွာကြည့်သည်စပယ်တို့ဝေသောစတုံးနေရခိုင်လုံးကြီးပြာနေရှေးရိုးရှင်ပုံအင်ကြီးအဖြူလေးနေစံအေးကရင်ကျေးဖွယ်ရာလှပတင်တဲနေသည်စီတော်ကြီးတီးတန်ငါချိုငါမြည်ရတဲ့ရေရွှေဘိုးတာယာချူဤသောစံအိတ်တချင်းတန်ကမန်းတက်ထဲတွင်ဝေစီလျက်ဆိုင်းကလေးမြိုင်ဆိုင်တချင်းထဲမှစကားပြောသောပိုက်ကိုစံအေးစာလိုက်သည်ဟိုးရှိတုန်းကဆိုရင်ကျမတို့မြမအမျိုးသမီးတွေဟာအခုလိုကာလပေါ်အဝတ်ထည်အစမ်းတွေကိုမဝတ်ဆင်ကြသေးပါဘူးတဲ့ကို့ဘာသာကိုရက်ကန်းစင်လေးတွေနဲ့ရက်လုတ်ပြီးတော့စကားပြောကိုချိုလေးပြောရကစံအေးအတန်မတိမတာတုံသွားသည်ကို့ဘာသာကိုရက်လုတ်ပြီးတော့တဲ့စံအေးမျက်လုံးရိပ်တွင်တော့အချီတလုံးကက်ကြီးအိုတလက်ကိုဘေးမှချလျက်လက်ချုပ်အကလေးနဲ့အင်ကြီးလေးတစ်ထဲကိုတကုတ်ချုပ်နေသောဆက်ချုပ်သမားဘိုးအိုကြီးမိမအစိုးရအတွက်အင်ကြီးအဖြူလေးတစ်ထဲကိုကို့ဘာသာကိုတိတ်တခိုးချုပ်နေရှာတယ်စံအေးရဲ့ချစ်တော်အဖိုးကိုပေါ်မှာရှေးရိုးထုံးစံအင်ကြီးဖြူလေးကိုငုံကြည့်မိပြန်တော့ရှင်ထဲမှာနာကျင်စွာခံစားလိုက်ရသည်ဒီအင်ကြီးဖြူလေးဖြစ်ဖို့ချစ်တော်မိမစိတ်ချမ်းသာစေဖို့ကက်ကြီးကက်ရများဖြင့်ပျက်စီးနေရှာသည်အဖိုးဤမဝေးရရှာသောတထရွန်အဖြူအင်ကြီးလေးကိုမစင်စားပါရစေနဲ့တော့ပြန်လို့မမြင်ပါရစေနဲ့တော့ရွာစားကအဆိုပိုက်တီးလုံးကိုပြန်ကောက်နေပြီးမျက်တောင်များကိုစမ်းအေးတစ်ဖြက်ခဲရပြန်သည်ရွာစားကစမ်းအေးကိုကျေနပ်သွားပြီးစမ်းအေးတို့မိဖို့ထမင်းစားဖို့အတွက်ကြည်လေလို့သွားခဲ့ပြီတချင်းမဆိုရမှာတိတ်ကြောက်တဲ့မိစမ်းအေးလေပူစရာမလိုတော့ဒါပေမဲ့အဖိုးကြီးခုချိန်မှာကက်ကြီးရဘလက်ပွားနဲ့
အင်ကြီးစုပ်ကြီးကိုဝတ်ပြီးတော့များကလေးတွေနဲ့အတူဘုံတီးတန်းကစားနေရှာရော့မလား1985ခုနှစ်မတ်လမိုးဝေမဂဇင်း